ပိုခရော့မှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်နေပါတယ်။ရုရှားတပ်ဖွဲ့တွေဟာတိုက်ခိုက်ဖို့တင်မင်းတမျှကြောက်နေကြပါပြီ။ရန်သူကိုကြောက်ရတဲ့စစ်မြေပြင်တွေရှိသလိုစစ်မြေပြင်ကိုကိုယ်တိုင်ကိုကြောက်နေရတဲ့နေရာမျိုးတွေလည်းရှိပါတယ်။ပိုခရော့ဟာအခုဆိုရင်အဲ့လိုနေရာမျိုးဖြစ်သွားပါပြီ။မြေပုံပေါ်မှာကျင်းစာတစ်နေသလိုဖြစ်နေတဲ့ဒီနေရာကိုရုရှားတပ်ဖွဲ့တွေဟာအလုံးရင်းနဲ့ရောက်လာကြပြီးအဲ့နောက်မှာတော့ရပ်တန့်သွားကြပါတယ်။နောက်ဆုတ်တာလည်းမဟုတ်ဘူးစစ်ကစားတာလည်းမဟုတ်ဘူးရပ်တန့်သွားတာပါပဲ။မြို့ကြီးကသူတို့ကိုညှင်းပယ်နေသလိုမျိုးပါပဲဒီမှာဖြစ်ပြနေရတွေဟာတဘာဝမကျသလိုတကိုးရှင်တစ်ခုခုကြောင့်ဖြစ်နေသလိုတောင်ခံစားရပါတယ်ရုရှားတပ်ဖွဲ့တွေဟာတိုက်ခိုက်ဖို့ညှင်းဆန်နေကြပါတယ်ရုရှားစစ်သားတရားတွေနေရာမှာခဏလောက်ဝင်ကြည့်ရအောင်ပါပရိသတ်ကြီးတို့စစ်ထဲဝင်တော့ကတော့မျောလင်းချက်တွေအပြည့်ပေါ့ပူတင်ရဲ့ဝါဒဖြန့်မှုတွေကတကယ့်ယောက်ျားကောင်းဖြစ်အောင်လုပ်ပါအဲ့လိုလုပ်ရင်ပတ်စံတွေအများကြီးရှာလို့ရတယ်လို့ပြောထားတာကိုပရိသတ်ကြီးတို့စာချုပ်ချုပ်တဲ့နေရာပေါ်မူတည်ပြီးရခဲ့တဲ့စုချင်းငွေဟာတစ်နှစ်စာဝင်ငွေထက်တောင်ပိုများနေပါသေးရဲ့အချို့ဒေသတွေမှာဆိုရင်ဒေါ်လာ26,000ကျော်တောင်ရတာပါအဲ့တော့ပရိသတ်ကြီးတို့အနေနဲ့သဘောတူပါတယ်လို့မြင်မြန်ပြောမိရပေါ့ဘာပဲဖြစ်ဖြစ်ရုရှားကပရိသတ်ကြီးတို့ကိုလေ့ကျင့်ပေးမယ်ကျွေးမွေးမယ်လို့တွေးထားတာကိုယူကရိန်းကိုပို့လိုက်ရင်တော့ရှေ့တန်းနဲ့အဝေးကြီးမှာပဲနေရမယ်လို့ထင်ထားတာပါရှေ့တန်းကိုတော့ဝိုင်းရင်းစစ်သားတွေကကင်တွယ်မှာဖြစ်ပြီးပရိသတ်ကြီးတို့ကတော့လေ့ကျင့်ရင်းမဲ့အချိန်ကုန်မှာပေါ့ဖြစ်နိုင်တာကတော့ပရိသတ်ကြီးတို့ကိုတော့လိုမှာမဟုတ်ပါဘူးပူတင်ကကဘာကိုပြောထားတာကပိုခရော့ဟာရုရှားရဲ့အင်အားအောက်မှာပြိုလဲသွားပြီးဒီကနေဒိုနက်တစ်ခုလုံးကြားဖို့ဆိုတာကတော့အချိန်စောင့်ရုံပဲလို့ဆိုထားတာကိုဒါပေမဲ့အစာချုပ်မှာလက်မှတ်ထိုးလိုက်တဲ့အချိန်ကစပြီးတခုခုတော့မှားနေပြီလို့ခန်းစားရပါလိမ့်မယ်လေ့ကျင့်ရဲ့အကြောင်းမေးကြည့်ပေမဲ့ဘာအပြေးမှမရခဲ့ပါဘူးပရိသတ်ကြီးတို့ကိုပြောခဲ့တာကတော့ကားပေါ်တက်ပြီးပါဇက်ပိတ်ထားဆိုတာပါပဲတပတ်လုံးလုံးကားမောက်လာခဲ့တာစစ်သားတယောက်ဖြစ်အောင်သင်ပေမဲ့ဘလို့နေရာမျိုးကိုမှဖျက်မသွားခဲ့ပါဘူး3-4ရက်ကြာပြီးရဲ့နောက်မှာတော့ပရိသတ်ကြီးတို့သဘောပေါက်သွားပါပြီ။လေ့ကျင့်ရေးဆိုတာလုံးဝရှိမှာမဟုတ်ပါဘူး။ပရိသတ်ကြီးတို့ဟာရှေ့တန်းကိုတိုက်ရိုက်သွားနေရတာဖြစ်ပြီးပိုခရော့ကိုပို့ခံနေရတာဖြစ်ပါတယ်။ရပါလေလို့ပရိသတ်ကြီးတို့ကုကုတွေးမိမှာပေါ့။ဒါကိုငါကင်တွင်နိုင်ပါ යි ။ပိုခရော့ကကြာသွားပြီပဲ။တကယ်စစ်သားတွေကဒိုနက်ရဲ့ကျန်တဲ့နေရာတွေကိုထိုးစစ်ဆင်နေတော့ငါနောက်တန်းမှာပဲနေရမှာပါလို့ပေါ့။နောက်ဆုံးတော့ပိုခရော့ကိုရောက်သွားပါ යි ။ပိုပြီးတိတိကျကျပြောရရင်တော့ပိုခရော့မျိုးအစွန်ကိုရှောက်သွားတာပါအဲ့ဒီချိန်မှာပဲတခုခုတော့ဆိုးဆိုးရွားရွားမှားနေပြီဆိုတာသိလိုက်ရပါတော့တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်ရဲဘော်တစ်တွေရဲ့ကြောက်လန့်နေတဲ့မျက်နှာတွေကိုပဲမြင်ရပါလိမ့်မယ်စားစရာရှာကြည့်ပေမဲ့ဘာမှမရှိပါဘူးစေကုသရေးတဲတွေလည်းမမြင်ရပါဘူးတစ်ချက်မှာတော့အပေါ်မှာဒရုန်းတစ်စီးပြန်နေရကိုတွေ့လိုက်ရပြီးဒါဟာခဲယမ်းတွေလာပို့တဲ့ရုရှားဒရုန်းဖြစ်နေလို့ကန်ကောင်းနေလို့မှတ်လိုက်ရပါတယ်ပရိသတ်ကြီးတို့ကြားဖို့တဲ့ယူကရိန်းရဲ့ကြောက်စရာဒရုန်းတွေမဟုတ်လို့ပေါ့ဒါပေမဲ့ဒါကမေကွန်းတွေပို့ထွက်လာစေပါတယ်ဘာလို့ဒရုန်းတွေလဲဘာလို့တန်ကြပ်ကာရှင်တွေမဟုတ်တာလဲဒီမှာထောက်ပို့လုပ်ငန်းတွေဘာဖြစ်ကုန်တာလဲအဲ့ဒီအချက်မှာပဲပိုခရော့ကျင်းစာအကြောင်းတူတူတိတ်တိတ်ပြောနေကြတာတွေကိုကြားလိုက်ရပါတော့တယ်ဒီမျိုးဟာရုရှားလက်ထဲရောက်ဖို့အဝေးကြီးလိုပါသေးရဲ့မျက်နှာချောင်းကြပြီးကြောက်လန့်နေတဲ့ရဲဘော်တွေတယောက်ပြောပြတာကတော့စစ်သားတွေကိုပိုခရော့ကိုပို့လိုက်ရင်ဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ဆိုပါတယ်မြို့ထဲမှာတခုခုဖြစ်နေပြီးရုရှားတပ်တွေကိုဒရက်ဆက်ဝါမျိုးနေရပါအဲ့နောက်မှာတော့အဲ့ဒီရဲဘော်ကလျှို့ဝှက်ချက်တစ်ခုကိုပြောပြပါသူကတော့ထွက်ပြေးတော့မယ်တဲ့ပရိသတ်ကြီးတို့သာစမတ်ကြရင်သူ့လိုပဲလှုပ်တင်တယ်လို့သူကဆိုပါဒါဟာမကြနိုင်တဲ့မြို့တစ်မြို့ကိုအတင်းတိုက်ခိုင်းခံရတဲ့ရုရှားစစ်သားတွေရဲ့တကယ်အဖြစ်ပြက်ပဲဖြစ်ပါပိုခရော့ဟာလူသေးဆုံးမှုအင်မတန်များပြားလွန်းတာကြောင့်ဒဏ္ဍာရီတစ်ခုလိုဖြစ်လာခဲ့ပါပြီရုရှားတပ်ဖွဲ့တွေကတော့သူတို့ရဲ့စစ်တပ်တစ်ခုလုံးကိုတုံဆိုင်သွားအောင်လှုပ်ထားတဲ့မြေပုံပေါ်ကဒီနေရာလေးကနေထွက်ပြေးဖို့ကလွဲလို့ဘာမှမစင်စားတော့ပါဘူး။ပိုခရော့ကျင်းသားဆိုတာရုရှားအတွက်တကယ်ရှိနေတဲ့အရာတစ်ခုဖြစ်ကြောင်းအထောက်အထားတွေပုံများလာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကဂျေဆန်ဂျေးစမတ်ဟာရေတပ်အထူးတပ်ဖွဲ့အဖွဲ့6ရဲ့တက်စုမှုဟောင်းချက်ပါရာနဲ့ပိုခရော့ဘက်မှာတွေ့မြင်နေရတာတွေအကုန်လုံးအကြောင်းဆွေးနွေးခဲ့ပါ။ဟုတ်ပါရဲ့။အသေးပြောက်ရေတွက်ကတော့အများကြီးပါပဲ။အဲ့ဒါကိုတော့ကျမတို့ခဏနေပြောကြတာပေါ့ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတော့တိုက်ခိုက်ဖို့ညှင်းဆန်တဲ့ရုရှားစစ်သားအရေးအတွက်အစမတန်များလာတာပါပဲပိုခရော့ကိုသွားရမယ်လို့ပြောလိုက်တာနဲ့သူတို့ရဲ့လက်နက်တွေကိုချပစ်လိုက်ကြပါရုရှားစစ်သားတွေကြားမှာကိုတက်သေးတာကလည်းပုံမှန်လိုဖြစ်လာပါပြီစမတ်ကပြောတာကတော့မကြခင်ကကျမရှီရန်ကိုရှောက်တော့ကယူကရိန်းတမှုတယောက်ပြောပြတာကတော့ရုရှားတွေဟာသူတို့ရဲ့တပ်ဖွဲ့နဲ့ကွဲသွားတာဒါမှမဟုတ်ဒဏ်ရာရတာနဲ့ထွက်ပြေးဖို့ဒါမှမဟုတ်လက်နက်ချဖို့မကြိုးစားတော့ဘဲချက်ချင်းကိုတက်တည်ရဲ့နှုံကတရက်တက်တရက်ပိုများလာတယ်လို့ဆိုပါတယ်။တကယ်တော့ရုရှားစစ်သားတွေဟာပိုခရော့ရဲ့တဘာဝလွန်ကျင်းစာကိုယုံကြည်နေကြသလိုပါပဲ
ဒဏ်ရာရတာဒါမှမဟုတ်လမ်းပြောက်တာနဲ့သူတို့သွားပြီလို့ခန်းစားလိုက်ကြတာပါဒီမြို့ထဲမှာပုံအောင်နေတဲ့အရာတစ်ခုခုကသူတို့ကိုအရှင်ဖမ်းမှာမဟုတ်ဘူးလို့သူတို့ထင်နေကြပါ යි သူတို့ဟာတယောက်တည်းဖြစ်နေပြီးဒဏ်ရာရနေရဆိုရင်တီမာကတော့တီချနေပြီလို့ယူဆကြတာပါဘယ်ချိန်တည်မလဲဆိုတာမသိရတဲ့အတွက်သူတို့ဘာသာသူတို့ပဲဆုံးဖြတ်ချက်ချလိုက်ကြပါ යි တချို့ကတော့ဒီလောက်ထိမလုပ်ကြပေမဲ့ကျင်းစာသိနေတဲ့ဒီမျိုးကနေလွတ်မြောက်ဖို့အတွက်သူတို့လုပ်လိုက်တဲ့အရာကအသက်ဆုံးရှုံးနိုင်နေဆိုတာသိလျက်နဲ့လုပ်ကြတာမျိုးတွေရှိပါ යි UNN ရဲ့အဆိုအရရုရှားရဲ့1441မော်တော်ယာဉ်ခြေလျင်တပ်ရင်းကစစ်သားတွေဟာပိုခရော့မှာတေမာတိချနေရကိုရှောင်လွဲဖို့လီလန်တစ်တစ်ခုရှာတွေ့ခဲ့ကြပါ යි ရှီရန်ကိုပြင်းမတိုက်ပဲစစ်မြေပြင်ကနေလွတ်အောင်ကိုတရားရအောင်လုပ်ကြတာပါအာတက်ရှ်လို့ခေါ်တဲ့ယူကရိန်းအတွက်အလုံးလုံးပေးနေတဲ့ပျောက်ကြားအဖွဲ့ကပြောတာကတော့ရုရှားစစ်စေးရုံတွေမှာပုံမှန်မဟုတ်တဲ့ဒဏ်ရာတွေနဲ့ရောက်လာတဲ့စစ်သားတွေအများကြီးရှိနေရလို့ဆိုပါဒါဟာပရိသတ်ကြီးတို့ထင်ထားတဲ့ပို့ပြီးကြည်ကြည်ပြန့်ပြန့်ဖြစ်နေတဲ့အလေးချင်းတစ်ခုပါ။အောက်ကုန်လာတော့က TPP ဘောကပြောတာကတော့ရုရှားရဲ့83လေထီးတပ်မကစစ်သားတွေနဲ့အရာရှိတွေဟာတယောက်ကိုတယောက်ပစ်ခတ်မှုနဲ့အပြစ်ရှိကြောင်းတွေးရှိခဲ့ရတယ်လို့ဆိုပါ။ရုရှားအာဏာပိုင်တွေပြောတာကတော့စစ်သားတွေဟာစစ်ပွဲအတွင်းတရားရတယ်ဆိုပြီးရော်ချင်းငွေရဖို့အတွက်ကိုတရားရအောင်လုပ်ခဲ့ကြတာလို့ဆိုပါ။သူတို့တွေဟာမမိခင်အထိရုရှားစစ်တပ်စီကရူဘယ်တန်း200ဒေါ်လာ1.6 တန်ခန့်ကိုလိမ်ယူခဲ့ကြတာပါ။ဒါပေမဲ့1441တရင်ကစစ်သားတွေလိုပဲဒီလိမ်လည်သူတွေဟာရုရှားစစ်တပ်ထဲကလူအများအပြားတိလာတဲ့အမှန်တရားကိုသိသွားကြလို့ပါပဲ။အဲ့ဒါကတော့တိုက်ခိုက်ခြင်းဟာသိခြင်းတရားပဲ။ကိုနာအောင်လုပ်တာကမှလူမြောက်ရလန်းဆိုတာပါပဲ။ပိုခရော့ကျင်းစာအကြောင်းကြားပြီးထွက်ပြေးဖို့ပဲရွေးချယ်တဲ့လူတွေလည်းရှိပါတယ်။ဒါမှမဟုတ်အနည်းဆုံးတော့စူးစမ်းကြည့်ကြတာပေါ့။ရုရှားတပ်မိုးတွေကတော့ drone တွေလက်နက်ကြီးတွေနဲ့ယူကရိန်းရဲ့တင်ပြီးတမျှကြောက်စရာကောင်းတဲ့လက်နက်တွေကိုကိုယ်တိုင်မရင်ဆိုင်ရပဲဒုနဲ့အခြေဆိုင်မျိုးကိုအမြဲတမ်းတိုက်ခိုက်ဖို့ပဲအမိန့်ပေးနေရပါ။သူတို့ဟာထွက်ပြေးဖို့စူးစမ်းသူတွေကိုပြင်းထန်တဲ့ပြစ်ဒဏ်တွေပြီးတတ်တာကြောင့်ပိုခရော့ပတ်ဝန်းကျင်မှာကြောက်စရာကောင်းတဲ့အငွေသက်တွေပိုများလာစေပါတယ်။လက်ထိတ်တွေကတော့အကြိုက်ဆုံးအပြစ်ပေးရဲ့ကိရိယာပါပဲ။စမတ်ကထောက်ပြတာကတော့ရုရှားစစ်သားတွေကိုတိုက်ခိုက်ဖို့အတွက်ရှီလန်းကိုလက်ထိတ်ခတ်ပြီးခေါ်လာတဲ့ဗီဒီယိုတွေရှိရလို့ဆိုပါတယ်။သက်ဆန်းသတင်းဌာနကလည်း2025ဇန်နဝါရီမှာအဲဒီလိုဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။အဲဒီမှာ15မော်တော်ယာဉ်သုံးတမကစစ်သားတွေကိုထွက်မပြေးနိုင်အောင်လက်ထိတ်ခတ်ပြီးရှီလန်းကိုပို့နေရကိုတွေ့ရပါတယ်။စိတ်ဓာတ်တွေကတော့လုံးဝပျက်စီးနေပါပြီ။ရုရှားအတွက်ခဏလောက်တိုက်ပေးဖို့တဲ့သူတွေဟာသူတို့ရဲ့ကံကြမ္မာဟာပူတင်အတွက်အမြောက်စာအဖြစ်အသုံးချခံရဖို့ပဲဆိုတာကိုမကြခင်မှာပဲသိသွားကြပါ යි ပိုကရော့တစ်ခုတည်းမဟုတ်ပဲသူတို့တိုက်ခိုက်ဖို့အမိန့်ပေးခံရတဲ့မြို့တိုင်းမှာဝါမျိုးခံရမှာဖြစ်ပါ යි တခါတရံမှာရုရှားတပ်မှုတွေဟာလက်ထိတ်တွေကိုတုံးပြီးအင်မတန်ကြမ်းတမ်းတဲ့အပြစ်ပေးမှုတွေလုပ်တတ်တာကြောင့်အဲ့ဒါကိုကြုံရတဲ့စစ်သားတွေဟာပိုကရော့ကကြောက်စရာတွေကိုပဲရင်ဆိုင်လိုက်ချင်တော့မယ်လို့ထင်ရပါ යි အော်တိုဘာလတုန်းကလည်း The Telegram ကတုံလုံးစရာဗီဒီယိုတစ်ခုအကြောင်းရေးခဲ့ပါ යි အဲဒီမှာရုရှားစစ်သားတွေကိုတစ်ပင်တွေမှာလက်ထိတ်ခတ်ထားပြီးဒိုးနဲ့မြောက်ဘက်ကလိုင်မန်ဘက်မှာပစ်ထားခဲ့တာကိုတွေ့ရပါ යි ယူကရိန်းကသူတို့ကိုလက်ထိတ်ခတ်ခဲ့တာမဟုတ်ပါဘူးတကယ်တော့ယူကရိန်းကမှအဲ့ဒီတနာစရာရုရှားစစ်သား4ယောက်ကိုတွေ့ခဲ့ရပါရုရှားရဲ့ရက်စက်တဲ့တပ်မိုးတွေကသူတို့ရဲ့တပ်ဖွဲ့တစ်ခုလုံးပျက်စီးသွားပြီးရဲ့နောက်ရှေ့ဆက်မတိုးတော့လို့ဆိုပြီးအစာနဲ့ရေမပေးဘဲဒီလိုအပြစ်ပေးခဲ့တာဖြစ်ပါ යි လိုင်မန်ရှီတန်းမှာတော့ဒီလိုဖြစ်နေရင်ပိုခရော့ကျင်းစာကိုမရင်ဆိုင်ခြင်းနဲ့စစ်သားတွေအတွက်အခြေအနေကဘလောက်တောင်ဆိုးမလဲဆိုတာတွေးကြည့်ရုံနဲ့သိနိုင်ပါ යි လက်ထိတ်မခတ်ခံရတဲ့သူတွေကတော့တကယ်ပဲထွက်ပြေးနိုင်ကောင်းထွက်ပြေးနိုင်ပါလိမ့်မယ်ရုရှားစစ်တပ်ဟာစံချိန်တင်ထွက်ပြေးမှုတွေနဲ့ရင်ဆိုင်နေရပြီးအများစုကတော့ပိုကရော့ဘက်ကနေလွတ်အောင်ပြေးနေကြတာပါစက်တင်ဘာလတုန်းက United 24 မီဒီယာရဲ့အဆိုအရရုရှားကယူကရိန်းကိုပို့ထားတဲ့စစ်သား9သိန်းထဲက9000ခန့်ဟာ2025အကုန်မှာသူတို့ရဲ့နေရာကိုစွန့်ခွာထွက်ပြေးလိမ့်မယ်လို့ခန့်မှန်းထားပါ යි ဒါကိုနည်းနည်းရှင်းအောင်ပြောရရင်ရုရှားစစ်သားအလုံးရဲ့10%လောက်ဟာပြီးခဲ့တဲ့နှစ်မှာထွက်ပြေးသွားကြတာဖြစ်ပါ යි ပိုကရော့မှာတော့တိုက်လို့မရနိုင်သလိုဖြစ်နေတဲ့မြို့ကိုသိမ်းဖို့စစ်သား3,500,000လောက်စုထားပါ යි တကယ်လို့ထွက်ပြေးတဲ့နှုန်းကမှန်နေဆိုရင်ရုရှားဟာတိုက်ပွဲမစခင်ကတည်းကစစ်သား15,000လောက်ဆုံးရှုံးနေရဖြစ်ပါ යි အဲဒီတော့ပိုကရော့ကျင်းစာဟာအသက်ခံရတဲ့သူတွေကိုပဲထိခိုက်တာမဟုတ်ပါဘူးရုရှားဟာတိုက်ပွဲတိုင်းကို90%လောက်သောအင်အားနဲ့ပဲရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေပါ යි ပိုကရော့မှာကျန်နေတဲ့သူတွေအတွက်တော့ကျင်းစာကပိုပြီးဆိုးလာပါ යි ယူကရိန်းကငရဲခန့်တစ်ခုကိုဖန်တီးထားတာဖြစ်ပြီးအဲ့ဒါကိုကျမတို့ခဏနေရှင်းပြပေးပါမယ်
ဒါပေမဲ့အရင်ဆုံးတော့ယူကရိန်းစစ်တပ်ကြမဟုတ်ပဲရုရှားစစ်သားတွေကိုတေးစီနေရဲ့တခုခုရှိနေရဲ့ဆိုတာတော့အမှန်ပါပဲပရိသတ်ကြီးတို့ကိုရှေ့တန်းရောက်နေတဲ့စစ်သားတယောက်အနေနဲ့ပြန်တွေးကြည့်ပါပရိသတ်ကြီးတို့ကရဲဘော်ရဲ့စကားကိုနားမထောင်ပဲမပြေးခဲ့ဘူးပေါ့အဲ့ဒီတော့ဝမ်းသာနေမှာပါအဲ့ဒီစကားပြောခဲ့တဲ့လူကတော့အခုတစ်ပင်မှာလက်ထိတ်ခတ်ခံထားရပြီးပရိသတ်ကြီးတို့နေ့တိုင်းဖြတ်သွားနေရတာကိုအဲ့ဒီတစ်ပင်ရဲ့မြင်သမျှအရာအလုံးဟာဖြူကွေးနေတဲ့နှင်းတွေနဲ့ဖုံးလွှမ်းနေပြီးအဲ့ဒါကပရိသတ်ကြီးတို့ကိုယူကရိန်းအတွက်ပြစ်မှတ်ဖြစ်အောင်လုပ်နေရပါပရိသတ်ကြီးတို့ခန္ဓာကိုယ်ကထွက်တဲ့အပူချိန်ကတည်းလူမီးဖို့လုံလောက်နေပြီးအဲ့ဒါကိုဘာမှလုပ်လို့မရပါဘူးအထွေထွေဆောင်းရာသီကတိုက်ပွဲတွေဝင်လာပါပြီဒါပေမဲ့သူကပရိသတ်ကြီးတို့ဘက်မှာမဟုတ်ပါဘူးဖာရာကပြောတာကတော့ကျမတို့အထူးတပ်ဖွဲ့တွေမှာကြီးကန်းလေးတစ်ခုရှိတယ်အသက်ရှူစရာလေးမရှိရင်3မိနစ်ရေမရှိရင်3ရက်ဒါပေမဲ့အမိုးကမရှိတော့3နာရီပဲခံနိုင်တယ်လို့ဆိုပါတယ်တနည်းအားဖြင့်ပြောရရင်ပိုခရော့ကိုတိုက်ဖို့ကြိုးစားနေတဲ့ရုရှားတပ်ဖွဲ့တွေဟာအပူချိန်အနှုတ်10ဒီဂရီဆယ်စီယပ်14ဒီဂရီဖာရင်ဟိုက်အောက်မှာတိုက်နေရတာပါအေးစိတ်နဲ့ရာသီဥတုဟာလေတိုက်နှုန်းပြင်းလာတဲ့အခါပိုပြီးဆိုးလာပါတယ်လက်တွေထုံလာပြီးမောင်းဆွဲလို့မရတော့ဘူးခြေထောက်တွေလည်းထုံလာပြီးဘာမှမခံစားရတော့ဘူးနာတာတော့ရက်သွားလိမ့်မယ်ဒါပေမဲ့နောက်တနေ့မနက်ကျရင်တော့ခြေချောင်းလေးတွေကပြတ်ထွက်ကုန်ပါပြီလို့ဖာရာကပြောပါတယ်ပိုခရော့မှာရုရှားစစ်သားတွေကိုတတ်နေရယူကရိန်းတခုတည်းမဟုတ်ပါဘူးပတ်ဝန်းကျင်ချင်းနေကြောင့်ဘယ်ဘက်ညာဘက်မှာရဲဘော်တွေတင်နေရကိုမြင်ရတဲ့ရုရှားစစ်သားတွေအနေနဲ့တခုခုတော့မှားနေပြီတဘာဝလုံးအရာတခုခုဖြစ်နေပြီလို့ထင်သွားရင်လည်းအပြစ်ပြောလို့မရပါဘူးအခုချိန်မှာအထွေထွေဆောင်းရာသီကရုရှားပေါ်ဘယ်လောက်ရက်ဆက်နေလဲဆိုတာကိုလည်းကျမတို့ဗီဒီယိုတစ်ခုတင်ထားတာရှိပါသေးတယ်ပိုတိကျင်တော့အဲ့ဒါလေးကိုကြည့်လိုက်ကြပါဦးနော်ဒါရီအားလုံးကဘာကိုဆိုလိုတာလဲဆိုရင်ပိုခရော့ကျင်းစာကအမှန်တကယ်ဖြစ်လာပြီဆိုတာပါပဲရုရှားစစ်သားတွေအစုလိုက်အပြုံလိုက်တည်နေကြရပြီးအထူးခြားဆုံးကတော့ဒါဟာလုံးဝမဖြစ်တဲ့အရာတစ်ခုဖြစ်နေရပါပဲတကယ်လို့အမေရိကန်ရဲ့82လေတီတပ်မကိုပဲလွှတ်လိုက်မယ်ဆိုရင်အဲ့ဒီမျိုးကိုချက်ချင်းသိမ်းပိုက်နိုင်လိမ့်မယ်လို့ကျမမျှော်လင့်ပါတယ်လို့ရုရှားအစားအမေရိကန်သားတိုက်ရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အခြေအနေကိုဖာရာကပြောပြခဲ့ပါတယ်ဒါပေမဲ့ဒီရုရှားတပ်တွေကတော့နေတိုင်းအင်အားပြုံးတိနေရပါတယ်ရုရှားဟာတရက်ကိုစစ်မြေပြင်မှာတရင်2ရင်းစာလောက်ဆုံးရှုံးနေရပါတယ်အဲဒီဆုံးရှုံးမှုတွေရဲ့40ရာခိုင်နှုန်းလူပေါင်း400ခန့်ကပိုခရော့မှာတင်တည်နေကြတာပါလို့ဖာရာကထပ်ပြောပါတယ်အခုမိကုန်းကတော့ရိုးရိုးလေးပါပဲဘာလို့လဲဟုတ်ပါတယ်ပိုခရော့ပတ်ဝန်းကျင်မှာဘလောက်ပဲကြောက်စရာကောင်းနေပါစီတကယ်တမ်းသဘာဝလွန်အရာတွေဖြစ်နေရမဟုတ်ဘူးဆိုတာကျမတို့သိပါတယ်တကယ်တမ်းကတော့ယူကရိန်းကခံစစ်ကိုအင်မတန်ခိုင်မာလုပ်ထားတာကြောင့်ရုရှားဟာပြိုလဲမသွားမချင်းစစ်သားတွေကိုပဲစတိုက်ထိုးကျွေးနေရတာဖြစ်ပါတယ်အဲ့ဒါကပဲတည်ဆုံမှုတွေကိုဖြစ်စေရပါအဲ့ဒါကပဲကြောက်စိတ်ကိုဖြစ်စေရပါတချို့နေရာတွေမှာတော့ရုရှားဟာပိုခရော့ကိုတိုက်ရမှာကြောက်လို့တခြားနေရာမှာသွားပြီးကန်ဆန်းဖို့ကြိုးစားနေကြပါတယ်ဥပမာအဖြစ်ဖာရာကထောက်ပြတာကတော့ရုရှားတပ်ဖွဲ့အချို့ဟာဒီဇင်ဘာလမှာပိုခရော့တိုက်ခိုက်မှုကိုဆွန့်လွတ်ပြီးအနီးနားမီနိုဂရက်မြို့ကိုပြောင်းပြီးအာရုံစိုက်ခဲ့ကြပါတယ်အဲ့မှာဆိုရင်တော့စစ်သားတွေအသက်ရှင်ဖို့အခွင့်အရေးပိုများမယ်လို့ရုရှားကထင်ခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့ရုရှားလှုပ်လိုက်တာကစိုးတဲ့အခြေအနေတစ်ခုကနေနောက်ထပ်ဆိုတဲ့အခြေအနေတစ်ခုကိုပြောင်းလိုက်တာပါပဲဖာရာကအဲ့ဒါကိုထောက်ပြခဲ့ပါတယ်မီနိုဂရက်မှာတိုက်နေတဲ့ရုရှားတွေဟာပိုခရော့ကမျိုးပြတိုက်ပွဲအခြေအနေကိုပဲနောက်ထပ်တနေရာမှာပြောင်းလဲတိုက်ခိုက်နေရတာဖြစ်လို့ပါပဲမျိုးပြနေရာမှာ 3D ပုံစံတိုက်ခိုက်ရတာကခုခံတဲ့သူတွေအတွက်အများကြီးပိုပြီးအသာစီးရစီပါတယ်လို့ဖာရာကဆိုပါတယ်ကဲရုရှားစစ်သားနေရာခဏပြန်သွားရအောင်ပရိသတ်ကြီးတို့အနေနဲ့စောင်းရာတီကိုဘလို့ပဲဖြစ်ဖြစ်ကြော်ဖြတ်နိုင်ခဲ့တယ်ထွက်ပြေးဖို့လည်းတတိမရှိသေးဘူးပေါ့အခုပိုခရော့တွေရောက်နေပါပြီလေ့ကျင့်ရေးမရှိခဲ့ပေမဲ့လည်းဒီမျိုးကြီးကတိတ်ဆိတ်လွန်းနေရဲဆိုတာပရိသတ်ကြီးတို့သိပါတယ်စစ်မြေပြင်တစ်ခုအတွက်တော့အရန်ကိုတိတ်ဆိတ်လွန်းနေရပါလေတစ်ချက်တိုင်းလိုက်တိုင်းရန်သူရှိမလားဆိုပြီးပတ်ပတ်လေကိုလှည့်ကြည့်နေရတာပေါ့ခဏခဏလည်းအပေါ်မှာဒရုန်းတန်တက်တက်လေးကြားနေရပြီးကိုမမြင်ပါစေနဲ့လို့ဆွတောင်းနေရပါတယ်ဒါဟာငရဲပါပဲဒါပေမဲ့နောက်ဆုံးတော့အမိုးကတစ်ခုတွေ့သွားပါတယ်အမိုးကျန်တဲ့ရဲ့အစာအုပ်အပြက်လေးတစ်ခုပေါ့ပရိသတ်ကြီးတို့အထဲကိုပြေးဝင်လိုက်ပေမဲ့မှန်ကွဲစားတွေကိုနှိမ့်မိသွားပါတယ်ချက်ချင်းပဲငြိမ်နေလိုက်တာပေါ့ဒီတန်ကြောင့်ရန်သူတိမသွားပါစေနဲ့လို့မျှော်လင့်နေအောင်ပါပဲဒရုန်းတန်ကပိုကျဲလာပါတော့တယ်ဒါဟာပရိသတ်ကြီးတို့ရဲ့ဇလံအဆုံးသတ်ပါပဲပရိသတ်ကြီးတို့ဟာလည်းပိုခရော့ကျင်းစာရဲ့နောက်ထပ်သားကောင်တစ်ယောက်ဖြစ်သွားပါပြီပိုခရော့ပတ်ဝန်းကျင်မှာအမြဲတမ်းဝဲပြန်နေတဲ့ဒရုန်းတွေဟာဒီမြို့ကိုတဘာဝတန်တိုင်းတစ်ခုလိုဖြစ်လာအောင်လုပ်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေရပါအနားရောက်မှသိရတာမျိုးဒါမှမဟုတ်အဝေးကြီးကနေအတန်ပဲကြားရတာမျိုးဖြစ်တာကြောင့်ယူကရိန်းရဲ့ဒရုန်းတွေဟာထိတ်လန့်စရာရုပ်ရှင်တွေကအရာတွေလိုပဲခံစားရမှာပါဒါပေမဲ့သူတို့တွေဟာရုပ်ရှင်တွေကလူသက်သမားတွေထက်အများကြီးပိုပြီးထိရောက်ပါတယ်
ရုရှားတို့တော့ယူကရိန်းရဲ့ drone တွေဟာသူတို့ထင်ထားတာထက်ပိုပြီးသေဆုံးမှုတွေကိုဖြစ်စေပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကဒီဇင်ဘာလမှာအဲ့ဒီအမှန်တရားကိုဖွင့်ဟခဲ့ပါတယ်။ United 24 မီဒီယာရဲ့အဆိုအရ2025အောက်တိုဘာလ1လထဲမှာထိရုရှားစစ်သား2500ကိုယူကရိန်းကတုတ်တင်နိုင်ခဲ့ပြီးအဲ့ဒီလူတွေအားလုံးဟာ drone တွေရဲ့လက်ချက်နဲ့သေဆုံးခဲ့တာလို့ဇလန်စကီကပြောပါတယ်။ဒါကိုကျမတို့ဘယ်လိုသိလဲဆိုရင် drone တွေကသူတို့တုတ်တင်လိုက်တာတွေကိုဗီဒီယိုမှတ်တမ်းတင်ထားလို့ပါပဲ။ရုရှားစစ်သားတွေရဲ့နောက်ဆုံးအခြေအနေကိုကင်မရာထဲမှာအကုန်မြင်နေရပြီးသူတို့ဘာမှလုပ်လို့မရပါဘူး။အရာအလုံးကိုမှတ်တမ်းတင်ထားတဲ့ဒီ drone တွေအကြောင်းကိုပိုခရော့ကိုတိုက်ဖို့စောင့်နေတဲ့သူတွေလည်းကြားဖို့ကြမှာပါ။ရုရှားမှာလည်းကိုပိုင် drone တွေရှိတာကိုဒီ drone တွေလာနေရကိုမြင်လိုက်ရတဲ့တနာစရာစစ်သားတွေဟာသူတို့ဘာဖြစ်တော့မယ်ဆိုတာကိုစက္ကန့်ပိုင်းအလိုမှတင်အကုန်သိနေကြတာပါ။အသက်ရှင်ကျန်တဲ့သူတွေကလည်းပြောပြစရာပုံမြင်တွေအများကြီးရှိရပေါ့။ဒါတွေအားလုံးကပိုခရော့ကျင်းစာကိုပိုပြီးကြီးထွားလာစေရပါ။ပုံမြင်အသစ်တွေထွက်လာတိုင်းရုရှားရဲ့ကြောက်စိတ်ကပိုကြီးလာပြီးသူတို့ရဲ့တိုက်ခိုက်မှုတွေကလည်းပိုပြီးမထိရောက်တော့ပါဘူး။ဒါတွေပြင်ပိုဆိုးရာကတော့ပိုခရော့ကိုတိုက်ခိုက်နေတဲ့စစ်သားအများစုဟာတန်ကြပ်ကာရှင်တွေမပါဘဲတိုက်နေရတာပါပဲ။တင်ကားတွေနဲ့တန်ကြပ်ကာရှင်တွေဟာရှေ့တန်းမှာပြက်လက်နေပြီလို့စမိုက်နဲ့ဖာရာနှစ်ယောက်လုံးကထောက်ပြထားပါတယ်။ရုရှားဟာမြင်းတွေမီးတွေကလအုပ်တွေကိုတောင်သုံးပြီးပစ္စည်းတွေတင်နေရသလိုအချို့နေရာတွေမှာခြေလင်းတပ်တွေကိုမြေကြီးတပ်တွေလိုပြောင်းလဲဖို့စူးစမ်းနေကြပါတယ်။ဒါဟာအင်ဂျင်တွေမပေါ်ခင်ကစစ်ပွဲတစ်ခုလိုဖြစ်နေပါပြီ။ The Moscow Times က2025မတ်လဆောင်းပါးမှာမီးတွေကိုအသုံးပြုနေတဲ့အထောက်အထားတွေရှိတယ်လို့ဖော်ပြထားပါတယ်။ရုရှားမှာလက်နက်ကိရိယာပြက်လက်မှုဟာအင်မတန်ဆိုးရွားနေပြီးတရိတ်ဆန်တွေကိုသုံးတာကရဲလို့တခြားနည်းလမ်းမရှိတော့ဘူးလို့ဆိုပါတယ်။ပါရာကလည်းရုရှားဟာတန်ကြပ်ကာရှင်ပေါင်း9000လောက်ဆုံးရှုံးခဲ့ရပြီလို့ခန့်မှန်းထားပါတယ်။ဒါဟာယူကရိန်းဗန်ဒိုင်ဝန်ကြီးဌာနကပြောထားတဲ့တင်ကာ11600နဲ့တန်ကြပ်ကာရင်2400စုစုပေါင်း35600ထက်တောင်ပိုများနေပါသေးတယ်။ဒါဟာကမ္ဘာအင်အားအကြီးဆုံးစစ်တပ်တွေကတခုလို့ပြောနေတဲ့စစ်တပ်အတွက်တော့မယုံနိုင်စရာကိန်းဂဏန်းပါပဲ။ပိုခရော့မှာတော့ဒီလိုလက်နက်ကိရိယာပြက်လက်မှုကြောင့်စစ်သားတွေကိုခြေလျင်မဲ့တိုက်ခိုက်ခိုင်းနေရဖြစ်ပါတယ်။တန်ကြပ်ကာရှင်တွေရှိနေတော့ယူကရိန်းကအကုန်ဖျက်ဆီးပြစ်နေရပါ။ဖာရာကဒီဇင်ဘာ22ရက်နေ့ကဖြစ်ရပ်တစ်ခုကိုပြောပြခဲ့ပါတယ်။အဲဒီမှာရုရှားကတင်ကား5စီးနဲ့ခြေလျင်တိုက်ခိုက်ရင်15စီးသုံးပြီးပိုခရော့ကိုတိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါဟာပိုခရော့ဘက်မှာအချိန်တော်ကြာအတွင်းတွေ့ရတဲ့အကြီးဆုံးရှင်နယ်တစ်ခုဖြစ်ပေမဲ့မြို့ကိုမရောက်ခင်ကတည်းကအကောင်လုံးအစနာမကျန်အောင်ချိန်မုံခံလိုက်ရတယ်လို့ဖာရာကဆိုပါတယ်။ဒါဟာဘာကိုဆိုလိုတာလဲဆိုရင်ပိုခရော့မှာရှိတဲ့ရုရှားတပ်တွေဟာဘလို့မှမနိုင်နိုင်တဲ့အခြေအနေကိုရှောင်နေရပါပဲ။တန်ကြပ်ကာရှင်တွေပါလာရင်လည်းဂျုံတွေအတွက်ပိုကြီးရဲ့ပြစ်မှတ်တွေဖြစ်သွားမယ်။တန်ကြပ်ကာရှင်တွေမပိုင်လည်းမြို့ရဲကိုခုံးဝင်ဖို့အခွင့်အရေးပိုများနိုင်ပေမဲ့ဘာအကူအညီမှမရတော့ပဲယူကရိန်းဒရုန်းတွေရဲ့လိုက်လံအမဲလိုက်တာကိုပဲခံရတော့မှာပါ။ပိုခရော့ဘက်မှာရှိနေတဲ့ရုရှားစစ်သားအများစုအတွက်ကတော့တေချင်းတရားကလွယ်လို့ဘာမှမရှိပါဘူး။အဲဒီတော့သူတို့တွေဟာပိုခရော့ကျင်းစာကိုရှုံပြီးတိုက်ခိုက်ဖို့ညှင်းဆန်နေကြတာဟာအံ့ဩစရာမဟုတ်တော့ပါဘူး။ဒါတွေအားလုံးဖြစ်နေချိန်မှာတော့ပူတင်ကတော့သူ့ရဲ့နန်းတော်တွေမှာထိုင်ပြီးရုရှားရဲ့အင်အားအကြောင်းတွေကြွားလုံးထုတ်နေသေးပါပဲ။ဒီဇင်ဘာလအစောပိုင်းမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်အသာစီးရဖို့အတွက်ပိုခရော့ကျသွားပြီလို့သူကကြေညာခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်ဖို့ညှင်းဆန်နေတဲ့ရုရှားစစ်သားတွေအတွက်တော့ပိုခရော့ဟာအခုထိရှိနေသေးပါပဲ။ဒီနေရာမှာရုရှားစစ်သားတွေဟာယူကရိန်းထက်10ဆကနေ15ဆလောက်ပိုများနေပါတယ်လို့ပါရာကဒီဇင်ဘာမှာပြောခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့သူတို့ဟာပြီးခဲ့တဲ့နိုဝင်ဘာလကထက်ပိုခရော့နဲ့ပိုနီးမလာသေးပါဘူးလို့သူကထပ်ပြောပါတယ်။ဇန်နဝါရီလကုန်ခါနီးအထိလည်းဘာမှပြောင်းလဲမသွားပါဘူး။ပြောင်းလဲသွားတာတကူကတော့ရုရှားရဲ့ရှေ့တိုးနိုင်မှုနှုန်းကပိုပြီးနှေးသွားတာပါပဲ။ဇန်နဝါရီ28ရက်နေ့မှာ United 24 မီဒီယာကပြောတာကတော့ရုရှားဟာနယ်မြေအနှဲငယ်ရဖို့အတွက်အကြီးအကျယ်ပေးဆက်နေရတာဟာလွန်ခဲ့ရာစုနှစ်တစ်ခုကျော်ကလေးကမတွေ့ခဲ့ရတဲ့အခြေအနေမျိုးဖြစ်တယ်လို့ဆိုပါတယ်။ပထမကမ္ဘာစစ်ရဲ့အသွေးအမြဲဆုံးတိုက်ပွဲတွေမှာတော့အခုရုရှားပိုခရော့မှာရနေတဲ့နေမြေထက်ပိုပြီးရခဲ့ပါသေးတယ်။ပိုခရော့ကျင်းစာကတော့တကယ့်ကိုရှိနေရပါ။ရုရှားကတော့အဲဒီကျင်းစာကိုချိုးဖျက်နိုင်ဖို့ကပိုပြီးဝေးကွာသွားတယ်လို့ပါပဲ။